အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ခေါ်ရပိုင်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကကောင်းလေး TV ကြည့်နေတော့အိမ်ရဲ့နံရံနောက်ကနေအတန်တစ်ခုကိုကြားခဲ့ရတယ်အဲ့အတန်ကအုံနေရံကိုလက်သေးတွေနဲ့ကုတ်ရှစ်နေတဲ့အတန်နဲ့တူတယ်ဒါပေမဲ့အဲ့အတန်ကဘယ်နာကလာတယ်ဆိုတာကိုဘယ်လို့မှရှာမတွေ့ခဲ့ဘူးကောင်းလေးကမျိုးတွေနဲ့ဝေးရဲ့တောထဲမှာတယောက်တည်းနေတာပါအခုလေသူ့ရဲ့အိမ်အတွက်လိုအပ်တဲ့သားတွေကိုတစ်ပင်ကနေဖြတ်ယူနေရင်လွှသားကကျိုးသွားခဲ့တယ်ကျိုးသားတဲ့လွှသားကိုလဲဖို့အိမ်ထဲကိုပို့ပစ္စည်းသွားချတဲ့ချိန်နိုင်ရန်နောက်ကနေတန်တစ်ခုကိုကြားခဲ့ရတယ်အဲ့ဒီတန်ကစတူခန်းရဲ့နောက်ကနေလာတာသိကြတယ်တယောက်ယောက်ကနိုင်ရန်ကိုလက်သေးတွေနဲ့ကုပ်နေတဲ့တန်ကောင်းလေးတဲ့ဘာမှမတွေးတော့ပဲမြို့ပေါ်ကရဲစခန်းကြီးကိုတခါတည်းပြေးပြီးဖြစ်တဲ့အကြောင်းတွေကိုရှင်းပြခဲ့တယ်ရဲမှုကြီးကပြောတယ်မင်းကတောထဲမှာတယောက်တည်းနေတာဆိုတော့တောဟိုင်းလိမ့်တန်တကောင်အောင်ဖြစ်ဖို့များတယ်အခုတော့စုံစမ်းစစ်ဆေးရေးအဖွဲ့ကတခြားအလုပ်တွေနဲ့အလုံးရှုံနေလို့နောက်ရက်မှလာကြည့်ပေးနိုင်မယ်တဲ့အခုညတော့အဆင်ပြေတဲ့နေရာမှာတွားဆောင်နေပါတဲ့ကောင်းလေးလည်းမော်ဒယ်တစ်ခုမှာတညတာဒီကိစ္စကိုဖြည့်ရှင်းခဲ့လိုက်တယ်နောက်တနေ့မနက်သူ့ရဲ့အိမ်ကိုပြန်တော့သူ့တအိမ်လုံးကရှေ့ရလက်ရတွေပြည့်နေခဲ့တယ်ရေခဲတက်တာတွေကအစားအစာတွေကိုလည်းအကုန်မှွေနှောက်သွားခဲ့တယ်ရှေ့ရလက်ရတွေကစတူကန်ထဲကနေလာတယ်ဆိုတာအထင်သာတွေ့ရရတယ်စတူကန်ထဲကိုဝင်စစ်တော့ဟိုတနေ့ကနေရန်ကြီးကပေါက်ကြီးဖြစ်နေခဲ့တယ်ကောင်းလေးတဲ့ရန်ကိုကြောက်ပြီးရဲတွေကိုနောက်တစ်ချိန်ရေဒီကြီးခေါ်ခဲ့တယ်ရဲတွေကလာရောက်စစ်ဆေးတော့မင်းအိမ်ထဲကိုလူ၄ယောက်လာတော့ဖြစ်နိုင်တယ်တဲ့ဒါပေမဲ့အဲ့ဒါကလူတွေလားမြောက်တွေလားဆိုတာမသိခွဲဘူးခြေရတွေလည်းမဟုတ်လက်ရတွေကပါနေတော့လေးဘက်ထောက်သွားတဲ့အကောင်တွေဖြစ်ဖို့များတယ်တဲ့အခုလောလောဆယ်တော့ဘာတက်တာဖြစ်မယ်ဆိုတာအတိအကျမသိရသေးဘူးလက်ပွေရာတွေကိုဓာတ်ခွဲခန်းထဲမှာစစ်ဆေးပြီးမှအတိပြုပေးမယ်တဲ့လောလောဆယ်အိမ်မှာမနေနဲ့အောင်တဲ့ဒီပေါက်ကြီးကအနေရရှိတယ်နောက်ရက်တွေလည်းအဲပေါက်ကနေအပေါ်ကိုတက်မလာဘူးလို့မပြောနိုင်ဘူးတဲ့ကိုရက်ပိုင်းတော့အပြင်မှာရှောင်နေခိုင်းခဲ့တယ်ကောင်လေးကဒီမှာမွေးပြီးဒီမှာကြီးတာဆိုတော့ကြောက်စိတ်ကိုဖယ်ပြီးဘဲမှမပြေးတော့ပဲသူ့အိမ်မှာပဲနေဖို့ဆုံးဖြတ်ခဲ့တယ်တော်တွေကတစ်တွေကိုခုတ်နောက်တော့အဲပေါက်ကြီးကိုအပြင်ကနေပိတ်ထားလိုက်တယ်ပိုးပြီးစိတ်ချရအောင်စတူခန်းကိုအပြင်ကနေတောက်ခတ်ထားလိုက်တယ်နောက်တနေ့ကောင်းလေး TV ကြည့်နေတော့စတူခန်းထဲကနေတန်တချို့ကိုကြားခဲ့ရတယ်ကောင်းလေးလည်းဒီတန်တွေကိုမေးမေးပြောက်ပြောက်ပဲထားလိုက်တယ်နောက်တည့်ရစတူခန်းထဲကတန်ကပိုကျဲလာတယ်အဲ့ဒီတန်ကမွေးတကောင်ရဲ့တန်နဲ့ဆင်းတယ်ကောင်းလေးလည်းတနက်ကိုထုတ်ပြီးစတူခန်းတကားကိုဖွင့်လိုက်တော့အကောင်ကြီးတကောင်ကသူ့ကိုခုန်အုပ်တယ်အဲ့ကောင်ကြီးရဲ့ခန္ဓာကိုယ်ကတကိုယ်လုံးဖြူစွတ်နေတဲ့လူမမာတယောက်နဲ့တူတယ်ဒိုးနဲ့ပုံစံတူတဲ့အကောင်နောက်ထပ်ဘေးမှာ၄ကောင်ပါတာကိုပါကောင်လေးတွေ့လိုက်ရတယ်အကောင်ကြီးကအပေါ်ကနေလေဘင်းကိုတက်ညက်ထားတော့ကောင်လေးလည်းမိမျောသွားခဲ့တယ်ကောင်လေးနိုးလာတော့သူ့ကိုတနေရာရာကိုဆွဲခေါ်သွားတယ်တွင်းကြီးတစ်ခုဆိုတာကိုတော့သူသတိထားမိတယ်နောက်တော့သူ့ခန္ဓာကိုယ်နှံ့ကိုတခြားလက်နက်တွေပါနိုင်မလားစစ်ဆေးတယ်တွင်းကြီးရဲ့ဆုံးမှာသူတို့ရဲ့ခေါင်းဆောင်လို့ထင်ရတဲ့အသက်ကြီးကောင်ကြီးတစ်ကောင်တွေ့ခဲ့ရတယ်အကောင်ကြီးကကောင်လေးကိုသေချာကြည့်နေတယ်အဲကောင်ကြီးပုံစံကအသက်ကြီးဖိုးကြီးတယောက်နဲ့တူတယ်ခေါင်းတစ်လုံးလက်နှစ်ချောင်းခြေထောက်နှစ်ချောင်းပါတယ်စပင်မပါလာရဲ့အသားအရောင်ရဲ့ကလွဲရင်ကျန်တာအကုန်လုံးကလူပုံစံတိုင်းပဲဒီအချိန်မဲ့အဲဖိုးကြီးကစကားဆွပြောတယ်ဒါပေမဲ့သူပြောတဲ့စကားတွေကိုကောင်လေးကနားမလည်နိုင်ဖြစ်နေတယ်တခြားလူမျိုးတွေရဲ့ဘာသာစကားလားဘာလားဆိုတာကိုသူလည်းသေချာမခွဲတတ်ဖြစ်နေတယ်နောက်တော့ဖုန်းကိုထုတ်ပြီး Google Translate ကူညီနဲ့ Translate လုပ်ကြည့်ပေမဲ့အလုံးမဖြစ်ခဲ့တော့ကောင်လေးလည်း recording ဖမ်းယူခဲ့တယ်စောနာကောင်လေးကိုတည်လာတဲ့ကောင်လေးကကောင်လေးရှိမှဒူးတော့ပြီးတောင်းမှန်နေတဲ့ပုံကိုကောင်လေးမြင်ခဲ့ရတယ်ဒီရှင်လေးကြီးကိုသူနားမလည်နိုင်ဖြစ်နေတယ်နောက်တော့အဲ့လူတွေကသူတို့စားတဲ့စားစရာတချို့ကိုပေးခဲ့တယ်အဲ့ဒါက insect တွေကြွက်နဲ့မျက်လျှောက်တွေဖြစ်နေခဲ့တယ်သူတို့ရဲ့ဒလိရာတောင်းမှန်တဲ့ပုံစံဖြစ်နိုင်တယ်ကောင်လေးလည်းသူကဓာတွေကိုမစားကြောင်းလက်ဟန်ရှည်ရံမူရာနဲ့ပြန်ပြခဲ့တယ်နောက်တော့သူတို့ကကောင်လေးရှင်တွေကိုသုံးသပ်ပြီးသူတို့ထဲကအမားတကောင်ကိုကောင်လေးကိုပေးခဲ့တယ်ပြောရရင်တော့ကောင်လေးအတွက်ပြောဖို့ပါဖို့ပေါ့ကောင်လေးလည်းသူတို့ကိုကြောက်တာနဲ့အဲအမကိုတွန်းလို့ပြီးသူတို့လူမျိုးကောင်းသားကိုစကားသွားပြောခဲ့တယ်ကျွန်တော်ဓာတွေမလို့ခြင်းဘူးမင်းပြောတဲ့ဘာသာစကားတွေကိုလည်းနားမလည်ဘူးငါ့ကိုငါ့အိမ်ကိုပဲပြန်ဝင်ပြပါလို့ပြောတော့အဖိုးကြီးကနားလေသွားတယ်ထင်တယ်သူ့လက်အောင်ငယ်သွားတယ်ကောင်လေးကိုထမ်းပြီးစောနာတွင်းကြီးကနေသူ့အိမ်ပေါ်ကြီးစီကိုပြန်ပို့ပေးခဲ့တယ်အဲ့ထဲကနေစောနာကအမားတကောင်ကကြံနေခဲ့တယ်အဲ့ကောင်ကစတူကန်ထဲမှာဟိုကောင်ဒီကောင်လုံးနေတဲ့ချိန်ကောင်လေးလည်းစတူကန်တကားကိုအပြင်ကနေလောခတ်ပြီးရဲစခန်းကိုအမြန်ကြောင်းကြခဲ့တယ်
အဲ့အမကအခန်းထဲကနေတကားကိုတွန်းဖွင့်နေခဲ့တယ်နောက်တော့ရဲတွေသူ့အိမ်ကိုရောက်လာတော့စက်တိုကန်းကိုဖွင့်လိုက်တဲ့ချိန်စောနာကောင်ကြီးကကောင်လေးပေါ်ကနေတက်ခုံအုပ်ပြီးကိုက်ဖို့လုပ်တယ်သူ့ကိုအခန်းထဲတကားပိတ်ထားလို့ထင်ပါတယ်ရဲကလည်းဒီချိန်တွေကပထမဆုံးဆိုတော့ကြောက်လန့်ပြီးမှင်သေးနေခဲ့တယ်နောက်ဆုံးတော့ကောင်လေးလေပင်ကိုအကောင်ကြီးကိုက်တာခံလိုက်ရပါတယ်ရဲကလည်းအခုချိန်မှာပြန်သတိရပြီးအကောင်ကြီးရဲ့ခေါင်းကိုတန်တုံးနဲ့ရိုက်ခဲ့တယ်နောက်တော့အဲ့အကောင်ကိုစစ်ဆေးဖို့ရဲစခန်းကိုဆွဲခေါ်သွားတဲ့ချိန်တကားဝါရဲ့နေအောင်ထဲမှာခန္ဓာကိုယ်တစ်ခုလုံးကနေလောင်ပြီးအကောင်ကြီးကသေသွားခဲ့တယ်နောက်တော့ထူးဆန်းရှာဖွေရေးအဖွဲ့ကကောင်လေးကိုစစ်ဆေးမေးမြန်းခဲ့တယ်သူတို့လူမျိုးတွေရဲ့အချက်လက်တွေဘယ်လိုရှိလဲပေါ့သူလည်းဒီရင်တွေကိုသေချာနားမလည်အောင်ရှင်းပြခဲ့တယ်အခုဆိုကောင်လေးအိမ်ကိုရဲတွေအများများဝင်ရောက်ရှာဖွေနေကြတယ်နောက်တော့တက်ခွဲကမ်းမှာစောနာသေသွားတဲ့အကောင်ကြီးကိုခွဲစိတ်စစ်ဆေးခဲ့ကြတယ်သူတို့ကကျွန်တော်တို့လူမျိုးစိတ်တစ်ခုပဲနှလုံးအသေးကြောက်ကအကုန်ပါတယ်ကျွန်တော်တို့နဲ့မတူတာဆိုလို့ဘိုင်နာကငါးတကောင်ရဲ့ဘဟက်လိုအရာပဲနောက်တော့ဂရိပညာရှင်နဲ့တိုင်ပင်ပြီးအတန်သွင်းထားတဲ့သူတို့ဘာသာစကားကိုရှာဖွေခဲ့ကြတယ်မထင်မှတ်ထားစရာပဲဒီဘာသာစကားကလွန်ခဲ့တဲ့နှစ်ပေါင်း3000လောက်တုန်းကဘာသာစကားနဲ့တွားတူနေခဲ့တယ်အဖိုးကြီးပြောလိုက်တဲ့စကားတွေကိုဘာသာပြန်ကြည့်တော့မင်းကငါတို့စီကိုပထမဦးဆုံးရောက်လာတဲ့လေပတ်သူပဲတဲ့ငါတို့ကဟိုးနှစ်ပေါင်းများစွာတွေကတရှိခဲ့တဲ့လူမျိုးတွေတဲ့စစ်ပွဲတွေကြောင့်ငါတို့လူမျိုးတွေအများကြီးသေခဲ့ရတယ်ကြံခဲ့တာဆိုလို့ငါတို့အခုလူနည်းစုပဲတဲ့ငါတို့ရဲ့ဘာသာစကားရဲ့လူမျိုးရဲ့မပြောက်ဝဲတော့မင်းဆက်လက်ထိန်းသိမ်းပေးရမယ်လို့ပြောခဲ့တာပဲကောင်လေးကသူတို့လူမျိုးအကြောင်းတွေကိုဆက်ပြီးလေ့လာခဲ့တယ်သူတို့ကမြေအောင်လူမျိုးတွေပဲမြေအောင်ထဲမှာအသက်ရှူဖို့အတွက်ဗဟက်တွေနဲ့ဆိုရင်အဆင်ပြေတယ်ပြီးတော့မြေအောင်တိရစ္ဆာန်တွေကိုစားပြီးအသက်ရှင်ကြတယ်အစိုးရကလည်းဒီအကြောင်းတွေကိုအပြစ်မပေါက်ကြားစေဘူးကောင်လေးကိုလက်မှတ်ထိုးခိုင်းခဲ့တယ်အကောင်ကြီးကိုက်ခံခဲ့ရတဲ့အနာကိုလည်းဆေးထည့်ပေးခဲ့တယ်ဒီရက်တွေကတော့ကောင်လေးရဲ့အိမ်မက်ဆိုးတွေလိုပါပဲဒီလိုနဲ့အိမ်မြန်ရောက်တော့ဘိုင်နာကတခုလှုပ်နေတာနဲ့အင်ကြီးကိုမကြည့်တော့သူ့ဘိုင်မှာဟိုတွင်းအောင်လူမျိုးတွေလိုဗဟက်တခုရှိနေခဲ့တယ်အဲကနေအသက်ရှူလို့ရတယ်ဒါကြီးကဘာကြီးလဲလို့ကောင်လေးတွေးနေတော့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကဟိုလူမျိုးတွေလိုအဖြူရောင်စပြောင်းနေခဲ့တယ်သူလည်းဆေးရုံကိုအမြန်သွားခဲ့တယ်နောက်တော့စစ်ဆေးမှုခံယူခဲ့တယ်ဆရာဝန်ကြီးကပြောတယ်မင်းမထူးခြားတဲ့ယောဂါတွေကိုတော့မတွေ့ရဘူးတဲ့အဲဘဟက်ရဲ့အသားအရောင်ရဲ့ပဲပြောင်းလဲသွားတာတဲ့ဒါမျိုးတခါမှသူ့ဆရာဝန်တက်တန်းမှာမတွေ့ဘူးတဲ့အခုတော့အိမ်ပြန်လာပြီးနောက်ထပ်ပြောင်းလဲတာတွေရှိလာရင်ဆက်သွယ်ပါတဲ့နောက်တနေ့တော့ကောင်လေးရဲ့သပင်းတွေအကုန်ကျွတ်ကုန်တယ်နေပူတဲကိုထွက်ရင်လည်းအရေးပြားတွေနေလောင်ကုန်တယ်သူလည်းဘာများလုပ်လို့ရမလဲလို့တွေးရင်မြေအောက်ကဟိုအဖိုးကြီးစီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်ပိတ်ထားတဲ့အပေါက်ကြီးကိုပြန်ဖွင့်ခဲ့တယ်အဲ့အချိန်မှာရဲတွေရောက်လာခဲ့တယ်ရဲတွေကအစိုးရရဲ့အမိန့်နဲ့ကောင်လေးကိုဖမ်းခေါ်ပြီးစစ်ဆေးဖို့ရောက်လာခဲ့တာဒါပေမဲ့ကောင်လေးကမြေအောင်လူသားတစ်ကောင်ဖြစ်ကိုလုံးဝပြောင်းလဲသွားခဲ့ပြီအဲ့ဒီကစလို့ကောင်လေးကိုအဲ့အိမ်မှာလည်းမတွေ့ရတော့သလိုဆက်သွယ်မှုတွေလည်းဘာတစ်ခုမှမရတော့ပါဘူးတဲ့ဒေါ်လန်လေးကတော့ဒီမှာလည်းပြီးပါပြီပရိသတ်တို့လည်းတွင်းထဲကအကောင်ကြီးများလာခေါ်ခဲ့ရင်လိုက်မတော့ကြပါနဲ့လို့ပြောရင်းကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်သက်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကြပါဦးဗျ